စစ်တူရင်ကစားတက်ခါစားတော့ကကျမကတိုက်စစ်ဖွင့်ရတာကိုအယံဝါသနာပါတဲ့သူပါရှုံးကျင်ရှုံးပလိစေဆိုပြီးတော့တိုက်ပြီးပဲကစားခြင်းနဲ့ကိုယ့်ရဲ့ကစားကောင်နေတကောင်ပြီးတကောင်ချကျွေးပြီးတော့ပြိုင်ဘက်ဘရင်ကြီးကိုအမိဖမ်းရတဲ့အရာသားကလေဘလို့ပြောရမှန်းတော့မသိဘူးအဲ့လိုလေးနိုင်ပြီးတော့အိမ်ပြန်လာပြီဆိုရင်ခြေထောက်မှာတန်ဆူးရတယ်လို့မြောက်ကြွနဲ့ပေါ့ရှင်ဒါပေမဲ့ပြဿနာကကို့အကောင်နေအကုန်လုံးချကျွေးပြီးမှပြိုင်ဘက်ဘရင်ကြီးကိုမမိတော့ဘူးဆိုရင်တော့ကိုလာတိုက်နေစရာတော့မလိုပွဲကအိမ်မှာတင်ပြီးသွားပါပြီကျမဒီလိုတိုက်ကစားရတဲ့နောက်ွယ်ကအကြောင်းရင်းတစ်ခုကလည်းအန်ဂိမ်းမကစားတတ်လို့ပါကစားကောင်တူပြီးတော့အန်ဂိမ်းမြောက်သွားပြီဆိုရင်တော့ဘေးရင်ဆရာသွားမင်းနေစရာမလိုဘူးရှုံးမို့က100%တေချာနေပြီဒါကြောင့်ပွဲကိုတိုက်စစ်နေပဲစောစောဖြတ်တယ်အဖြူကိုင်ရင်နိုင်မွဲက80%လောက်ရှိပေမဲ့အမဲကန်ရပြီဆိုရင်တော့ဘာကြီးဆိုင်လို့ပါပဲပြိုင်ဘက်က E4 တက်လာရင်စစ်စီလီယန်လိုအကွက်နဲ့ပြန်တိုက်လို့ရပေမဲ့ D4 တက်လာပြီဆိုရင်တော့ဘာလို့ရမှန်းမသိတော့ပါဘူးနာမည်ကြီး King Indian Defense ကိုကစားကြည့်တော့လေသူများကိုသွားတိုက်ဖို့နေတတ်တာကို့အကောင့်နဲ့ကိုပိတ်နေပြီးဘာမှထွက်မရပဲရှုံးရောပြိုင်ဘက်က D4 မတက်ပါစေနဲ့လို့ဆူတောင်းရတာလဲအမောပါရှင်ဒီလိုနဲ့တနေ့တော့ကျမရဲ့အခက်ခဲကိုဖြေရှင်းပေးမဲ့သူတယောက်အိမ်ကိုရောက်လာခဲ့ပါတော့တယ်။သူကတော့အဖိုးရဲ့တငယ်ချင်းစစ်တူရင်ကစားပေါ့ကျမတို့ရဲ့ဆရာကြီးစော်ဝင်းပေါ့သူ့အကြောင်းကိုစစ်တူရင်အဖွင့်ပိုင်း theory ဗီဒီယိုမှာကျမအနည်းငယ်ပြောပြပူပါတယ်။သူကအဖိုးနဲ့ကစားရင်သူကြိတ်ကျင်လာတဲ့စာအုပ်အဟောင်းကြီးတွေကလျှို့ဝှက်ချက်တွေကိုဖောက်တယ်ချတတ်သူပါကျမလိုတိုက်စစ်ပဲစိတ်ဝင်စားတဲ့သူတွေအတွက်လွတ်လွတ်လပ်လပ်ကစားလို့ရမယ်လျှို့ဝှက်လက်နက်တစ်ခုကိုသူကတင်ပေးခဲ့ပါတယ်ဆရာကြီးကဒီနာမည်နဲ့တင်ကျေနပ်တဲ့သူဟုတ်ဟန်မပေါ်ပါဘူးအိမ်ယုံလာလေတိုင်းခက်ကြွကြွလေးပြောလေးရှိတာကကဘာကြီးကျော်နေမဲ့ဆရာကြီးစုံဝင်လာပြီတဲ့ကဲအဲ့ဒီလိုကဘာကြီးကိုကျော်နေမဲ့ဆရာကြီးကိုယ်တိုင်တင်ပေးခဲ့တဲ့လျှို့ဝှက်လက်နက်ကတော့ဒီနေ့ကျမပြောပြသွားမယ်ဘူဒါဘတ်ကန်ပေးပါပဲရှင်D4 Knight F6 C4 E5 ဒါကတော့ဘူဒါဘတ်ကန်ပေးရဲ့ပုံစံမှာD8 E5 Knight G4 အစားခံရတဲ့ပုံကိုပြန်ယူဖို့လုပ်တယ် Bishop F4 Knight C6 ထက်ချိန်နဲ့မစားရရင်ပုံတလုံးရှုံးကြီးနဲ့ဆက်ကစားရတော့မယ်Knight F3 Bishop B4 check သူ Bishop နဲ့ပြန်ဆင်းကာရင်ပိုးစားလို့ရပြီ Knight C3 တက်ကာရင်စားပစ်ပြီးတော့ထပ်ပိုးဖြစ်အောင်လုပ်ပြပါမယ် Knight B D2 Queen E7 E5 ကပွန်းလေးကိုဝိုင်းအမဲဖြတ်ပါမယ် A3 Knight G8 E5 နောက်ဆုံးတော့စားရပါပြီ A8 B4 Knight D3 ချက်မိတ်နဲ့မိပါပြီရှင်ဒါကတော့ဆရာကြီးပြခဲ့တဲ့အကွက်ပါတကယ်လို့များအဖြူက Bishop ကိုမစားဘဲနဲ့မြင်းကိုအရင်စားပြီးတော့မှ Bishop စားမယ်ဆိုရင်လေခုနကပုံစံအတိုင်းမိမှာပါတကယ်လို့ဒီလိုအပြန်အလှန်စားကြတောက်ကြမယ်ဆိုရင်လေကို့အကောင်နဲ့ကိုပိတ်ပြီးထွက်မရတာနဲ့စာရင်အမဲဘက်ကကစားပြော်တယ်လို့ထင်ပါတယ်ကျမကတော့ဒီလောက်ကောင်းတဲ့အဖွင့်ဘာတွေများထက်ရှိအောင်မလဲလို့ရှာဖွေလိုက်တဲ့အခါမှာတော့ဒီကစားကွက်ရဲ့စိတ်ဝင်စားစရာကောင်းလာတဲ့တမိုင်းချောင်းစီကိုရောက်သွားခဲ့ပါတယ်အရင်ဆုံးဟန်ဂေရီနိုင်ငံရဲ့မြို့တော်ဘူဒါဘတ်စ်မြို့လေးအကြောင်းကနေစလိုက်ရအောင်ဘူဒါဘတ်ဆိုတဲ့နာမည်ကဒန်နျူမြစ်ရဲ့တစ်ဖက်တစ်ချက်စီမှာရှိနေတဲ့ဘူဒါမြို့နဲ့ပတ်စ်မြို့နှစ်မြို့ကိုပေါင်းထားတာဖြစ်ပါတယ်။ဘူဒါဆိုတဲ့မြို့ကတောင်ကုန်းတွေထူထပ်ပြီးတော့တော်ဝင်နန်းတော်နဲ့ရဲတိုက်တွေရှိပါတယ်။ပတ်စ်မြို့ကတော့မြေပြန့်ပေါ်များပြီးတော့လူစီကားတဲ့အတွက်မြို့ရဲ့နှလုံးသားလို့တောင်ဆိုနိုင်ပါတယ်။ဒီမြို့နှစ်မြို့ရဲ့ကွဲပြားခြားနာတဲ့အလှတရားတွေကိုဒန်နျူမြစ်ကြီးကအလဲကနေတစ်ဆက်တည်းဖြစ်အောင်ပေါင်းကူပေးထားတာပါ။
ပြောရရင်တော့ဆင်နွဲလာကတ်တွန်းကားတဲ့ကမင်းသားလေးရှိတဲ့နန်းတော်ကြီးဘက်နဲ့မင်းသမီးလေးနေတဲ့မြို့လေးလိုပါပဲတကယ်တော့ဘူဒါဘတ်ကန်ဘေးဟာ19ရာစုနှောင်းပိုင်းကတည်းကရှိခဲ့ပေမဲ့စစ်တူရင်လောကကိုတုံ့လှုပ်စေခဲ့တာကတော့20ရာစုအစောပိုင်းမှာပါဒီကစားကွက်ကိုတကဘာလုံးကအာယုံဆိုင်လာအောင်ဖော်ထုတ်ပေးခဲ့တဲ့သူတွေကတော့ဘူဒါဘတ်မြို့ကဟန်ဂေရီသားတွေပဲဖြစ်ပါတယ်။ဒါကြောင့်လည်းမြို့အမည်ကိုအစွဲပြုပြီးတော့ဘူဒါဘတ်ဂမ်ဘေးရဲ့လို့ခေါ်တွင်လာခဲ့တာပါ။ဒီကစားကွက်ကိုအဆင့်မြင့်တင်ခဲ့တဲ့သူတွေထဲမှာအစ်ဗန်အာဘွန်ကြီးကလည်းတဦးအပါဝင်ပါပဲ။20ရာစုအစောပိုင်းတုန်းကဘူဒါဘတ်ဂမ်ဘေးရဲ့လို့နာမည်ကျော်ခဲ့တဲ့အကီဘာရူဘင်စတိန်နဲ့မီလန်ဗစ်မာတို့ရဲ့ပွဲလေးကိုကြည့်ရအောင်။အဲ့ဒီတုန်းကကမ္ဘာအဆင့်လေးရှိတဲ့ထိပ်သီးကစားသမားရူဘင်စတိန်နဲ့ရှင်ပြိုင်ရမယ်ဗစ်မာဟာအမဲကင်ပြီးတော့ကျမလိုပဲဘာကစားရမှန်းမသိဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့အာဘွန်ရီစီကနေဘူဒါဘတ်ဂမ်ဘေးရဲ့ဖြူဟာတွေကိုတင်ယူပြီးတော့ရူဘင်စတိန်ကိုစိန်ခေါ်ခဲ့ပါတယ်။ရူဘင်စတိန်ရဲ့ခက်နေနေနဲ့အကွက်ကြကြထိန်းကစားတတ်တဲ့ပုံစံမျိုးမှကွဲထွက်သွားစေဖို့ဗစ်မာကဘူဒါဘတ်ကန်ဘစ်ကိုတုံးခဲ့တာပါ။ရလက်အနေနဲ့ကတော့ဗစ်မာကသူ့ထက်သားလွန်တယ်လို့အများကယူဆထားတဲ့ပြိုင်ဘက်ကိုအပြက်အသက်အနိုင်ရရှိသွားပါတယ်။အဲ့ဒါကတော့ D4 Knight F6 C4 E5 D take E5 Knight G4 Bishop F4 Knight C6 Knight F3 Bishop B4 checkဒီနေရာမှာအဖြူသမားကထပ်ပွန်းဖြစ်ရင်ဖြစ်ပလေစေဆိုပြီးတော့ Knight C3 ရွှေ့ကစားပါတယ်။ Queen E7 E5 ကပွန်းလေးကိုဝိုင်းအမဲဖြတ်ပါတယ်။ Queen D5 အဖြူကလည်းကတ်စင်းနေတဲ့မကြွေးဘူးဆိုမှမကြွေးဘူးပဲ။ Bishop take C3 check အမဲကလည်းစိတ်ဆိုးသွားပုံပဲပိုးမစားရတော့မစားရတဲ့အမဲသဲနဲ့ပတ်တယ်ဆိုပြီးတော့ထပ်ပွန်းနေဖြစ်အောင်လုပ်လိုက်ပါတယ်။ Queen A3 အခုဘဟိုကပေါ်မရတော့ဂျောင်ဝပုံကိုလာချောင်းတယ်ရူစီ1ချက်ပြီးစားသွားမှာဆိုလို့မကောင်းတဲ့ဟာကြီးကိုကယ်ထားရတယ် F6 A2 ကပုံလေးကိုမစားသေးဘူးအဖြူသမားကိုဒီလောက်ထိငတ်ကြီးကြနေရင်လည်းထက်စားဆိုပြီးတော့လှုပ်လိုက်တယ် E take F6 ဟိုကလည်းမရှက်ဘူးစားတယ် Knight take F6 Queen D2စားပြီးတော့ပြီးလို့ပြေးတာတော့မှ A2 ကပွန်းလေးကိုကယ်ထားလိုက်သေးတယ်လုတ်ပေါက်က D6 Knight D4 အဖြူကကစားကောင်တာသွားပြီဆိုတော့အကောင်နေလဲပြီးအန်ဂိန်ကူးမယ်ထပ်ပွန်းဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အတင်ရဲလာတယ်တကယ်လို့အမဲကလာစားခဲ့ရင်လဲထပ်ပွန်းကနေပွန်းအနေထားပြန်ကောင်းသွားမယ်ကဆလင်ကဲအခုဆိုရင်တော့အမဲပြင်းကြီးကကဆလင်လုပ်ပြီးသူ့ရဲ့ခံတက်ကြီးမှာအေးအေးဆေးဆေးကော်ဖီတောက်ရင်းနဲ့နှက်နေပါပြီအမဲပြင်းကြီးရဲ့ခဏထဲကနေမှုေးပြန်လာတဲ့ကော်ဖီနယ်လေးကိုရသွားတဲ့အခါမှာတော့အဖြူပြင်းကြီးကအော်ငါမှတော့ဖြစ်ကွင်းမြင်နေပူကြီးထဲမှာဒုက္ခရောက်နေတာဟိုကောင်ကတော့ကော်ဖီလေးနဲ့နှက်နေလိုက်တာဆိုပြီးတော့အားမလို့အားမရဖြစ်လာပါတယ်ဒါနဲ့ပဲငါလည်းကော်ဖီသွားတောက်အောင်မှဆိုပြီးခဏကြီးတဲ့ဝင်ဖို့ပြင်နေ E3 Knight take D4 C take D4 ဒါမျိုးကတော့အကြိုက်ပေါ့ Knight E4 အမဲမြင်းကဘဟိုကိုလွှားကနေခုံဝင်လာပြီးတော့အဖြူဘရင်မကြီးကိုခွာနဲ့တစ်ချက်လှမ်းပေါက်ထလိုက်ပါတယ်ဘူးအဲလေခွက်ခွက်ဖြစ်မှာပေါ့ Queen C2 Queen A5 check အဖြူဘရင်ကြီးကိုခန်းတက်ထဲသွားခွင့်မပေးတော့ပါဘူး King E2 Rook take F4 အမဲကရော့ဒါလေးမြည်ကြည့်အောင်နဲ့ E take F4 အဖြူကတော့ဘာကြွေးကြွေးအခုထိကိုငကြီးကြကောင်းနေတော့မှာပဲ Bishop F5 အခုအမဲ Bishop ကမြင်းနောက်ကနေဖြူဖြူဖွေးဖွေးပရင်မာကြီးကိုအလစ်တုပ်ဖို့ချောင်းလိုက်ပါတယ်လစ်လို့ကတော့ကားတင်ပြေအဲ့လေမြင်းမော်တင်ခေါ်သွားမှာပါ Queen B2 ဘရင်မာကြီးကလည်းသိတယ်အကြံစိုးနဲ့လာချောင်းနေတဲ့သူကိုမျက်စောင်းတစ်ချက်ထိုးပြီးခက်လန်လန်မှာသွားနေလိုက်ပါတယ် Rook E8 ဘရင်မာကြီးမရရင်ဘရင်ကြီးယူမယ်တဲ့ဘလို့ဟာတွေလဲကိုမသိဘူး King F3 အမလေးကဲကြပါအောင်ဆိုပြီးနေပူထဲမှာဖက်နှက်တောင်မပါပဲတုတ်ချေတင်ပြေးနေရပါပြီ Knight D2 check King G3 Knight E4 check King H4
အဖြူပြင်းခမပြေးရင်လွှားရင်းနဲ့မျက်မှန်ကြကြံခဲ့ပုံပါပဲခန္ဓာထဲပြေးတာပဲဒါပေမဲ့ရန်သူခန္ဓာကြီးရူအီစစ်ကဲကြပါအောင်လို့အော်နေပေမဲ့ဟိုနှစ်ယောက်ကတော့မကြားချင်အောင်ဆောင်ပြီးတုတ်တုတ်တောင်မလုပ်ပါဘူးဘေးလျှော့ကတော့မကောင်းတက်လို့ထွက်လာတယ်ဘေးလျှော့ E2 ရူ H6 check ဘေးလျှော့ H5 ရူဒိတ် H5 check အဖြူဘေးလျှော့ကအမလေးသေးပါပြီတဲ့ဒါမှန်းသိရင်ထွက်မလာပါဘူးလို့ပွားစီပြောရင်ကစားခုံပေးမှာထွက်ထိုင်နေပါတော့တယ်ကင်းတိတ် H5 အခုချိန်ထိကိုအစားတောက်မပြတ်ပါဘူးဒီဝိတ်ကြီးကကြပါလိမ့်မယ်အာကြီးဘေးလျှော့ G6 check ဒီနေထားမှာအဖြူသမားကအလံဖြူထောင်သွားပါတယ်နောက်တက်လဲဘယ်ရွှေ Queen H5 နဲ့မိမှာဖြစ်တဲ့အတွက် Ruben Stein ဟာ24ခွက်အတွင်းမှာတင်အရှုံးပေးခဲ့ရပါတယ်ကျမကကစားပွဲကိုတိတိကျကျမသုံးသပ်ပြပဲဟာသားတွေလုံနေမိရင် sorry ပါနော်တော့ကြ Ruben Stein ကြီးကငါ့ကို YouTube ပေါ်တင်ပြီးလှောင်ရကောင်းလားဆိုပြီးတော့ညကြရင်တရေလာ6နေမှာဆိုလို့ပါရှင်ကျမကစတာပါရှင်ဆရာကြီးကိုပြောတာမဟုတ်ပါဘူးစစ်တူရင်အကောင်လေးတွေရဲ့အခြေအနေကိုပဲဟာသားလုပ်ပြီးတော့ပြောတာမို့လို့ဘွေမြူပါနဲ့နော်ကဲပေါ့ပပလေးတွေခဏဖယ်ပြီးတော့တကယ်အကြောင်းအရာတွေစီကိုဆက်သွားလိုက်ကြရအောင်ဒီအောင်ပွဲက Fitma ကိုပြိုင်ပွဲတစ်ခုလုံးမှာဘိုးဆွဲစီခဲ့တယ်လို့တစ်ဖက်မှာလည်း Ruben Stein ကိုစိတ်တက်ပြက်ပြားသွားစေတဲ့အထိကိုဒီ Gambit ကအစွမ်းပြခဲ့ပါတယ်အဲ့အချိန်ကစပြီးတော့ Budapest Gambit ဟာအဆင့်မြင့်ပွဲတွေမှာပါယုံကြည်စိတ်ချစွာကစားလို့ရတဲ့အဖွင့်တစ်ခုအဖြစ်အတိအမှတ်ပြုခံခဲ့ရပါတယ်ကဲအခုဆိုရင်ဗီဒီယိုလေးလည်းတော်တော်ရှည်သွားပြီဆိုတော့ Budapest Gambit နဲ့ပတ်သက်တဲ့ကြံရှိနေသေးတဲ့ထောင်ချောက်ကွက်တွေအကြောင်းကိုတော့ကိုရီးယားကားတွေလိုပဲအပိုင်းခွဲလိုက်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ထောင်ချောက်ကွက်တွေနဲ့ဒုတိယပိုင်းမှာပြန်ဆောင်ကြမယ်နော်စစ်တုံရင်ချင်းမြတ်နိုးသူညီကိုမောင်နှမတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့စစ်တုံရင်သင်ခန်းစာ channel လေးကနေဆုမွန်ကောင်းတောင်းလိုက်ပါရရှင်